ကြီးများအားလုံးမင်္ဂလာပါဒီနေ့သတင်းကျွန်တော်တငယ်ချင်းများကထိုင်းနိုင်ငံတငယ်ချင်းတချို့ကကျွန်တော် message နဲ့လာပို့ပေးတယ်သတင်းကအရန်ကိုအရေးကြီးနေတဲ့အတွက်ကြောင့်မလို့ဒီ message ကိုကြားပြီးတွေ့မိတဲ့သူတိုင်းကဒီ message ကိုမြင်ဖို့တခြားလူဒီတမဟာကငါးပါးလူရှိတဲ့ပြည်သူပြည်သားအားလုံးသိစေဖို့အတွက်နော် KNLA KNU တွေအားလုံးသိဖို့အတွက်များပို့ပေးကြပါ share ပေးကြပါလို့ကျွန်တော်မြစ်တမ်းခံချင်ပါတယ်မနေ့က9ရက်နေ့17လနော်2021မှာBGA အယောက်120ရာမဲဆောက်ထိုင်းစစ်သားတွေနဲ့လက်ချင်းဆက်ပြီးတော့လက်ချင်းကြိုက်ပြီးတော့မဲဆောက်ပဲကူတယ်မဲဆောက်ပဲကူတော့ဒီရိတ်uniform နဲ့လက်နဲ့ခဲရတွေကိုထိုင်းစစ်တပ်ကကူညီပေးပြီးတော့တခြားနီလာနဲ့ပို့ပေးတယ်ဒီထိုင်းဒီ BGA 120အယောက်120ကိုသူတို့ကားနဲ့တင်သွားတယ်အရသာ AG နဲ့တင်သွားတယ်အဲ့ဒီမှာမဲပေါ်မှုထားမှသွားပြီးနားမယ်သူရဲ့ရည်ရွယ်ချက်ကတမဟာ9ကိုဖြိုဖို့အတွက်တက်ခဲ့ချင်မှုဖို့အတွက်ဒီလိုဖမ်းပုံကမ္ဘာမှာဖမ်းပုံပဲကနေတစ်ဖွဲ့သွားတယ်ဒီထိုင်းနိုင်ငံထိုင်းစစ်သားတွေနဲ့လက်ချင်းကြိုက်ပြီးတော့အကူကြီးတောင်းပြီးတော့ဒီထိုင်းနိုင်ငံကနေမဲဆောက်ကနေမြဝတီကနေမဲဆောက်ကနေကူပြီးတော့ဒီမဲပုံမှုထက်ကိုသွားပြီးတော့သွားမယ်မဲပုံထောသွားစီတာတွေမြင့်ဖက်ကန်ကိုကူမယ်ကူရဲ့ချိန်မှာဒီတမဟာ9ကိုဖြုတ်ခွင်းဖို့အတွက်အကြံစီပြီးတော့လှုပ်ဆောင်သွားနေတဲ့အတွက်ကြောင့်မလို့ဒီ message ကိုတွေ့မြင်သူတိုင်းကျေးဇူးရွေး share ပေးကြပါနော်တခြားသူတွေသိဖို့အတွက် share ပေးကြပါလို့မြစ်တမ်းခံချင်ပါတယ်အားလုံးကြားမှချမ်းသာကြမှာရွှေလန်းကြပါစေဘေးရန်ကင်း၍အားလုံးပျော်ရွှင်ကြပါစေလို့မြစ်တမ်းခံတော့ဆုမကောင်းတောင်းချင်ပါတယ်ခင်ဗျာ